မင်္ဂလာပါမျိုးတို့ရေကျွန်တော်တို့တနင်္လာနေ့ကတော့ညနေရတော့နော်နှစ်ရှစ်တယ်ဗျာနှစ်ရှစ်ထွက်သွားပြီတော်တော်မရိုင်းနေဗျာကျွန်တော်နှစ်ကိုလုံးဝမကြဘူးကျွန်တော်ထင်နေတာသိလားထင်လို့အားကြောင့်မဟုတ်ကျွန်တော်အခွေထိုးသမားတွေကိုကျွန်တော်368ဆိုပြီးတော့ကျွန်တော်ပေးထားတယ်368နော်ခွေထိုးဆိုပြီးတော့ကျွန်တော်ပေးထားတယ်နော်ကျွန်တော်တကယ်ဗျာကျွန်တော်မကြတော့ဘူးထင်တာဗျာကြောက်အောင်ကြောက်သွားတယ်ဗျာနော်ကျွန်တော်ခွေထိုးသမားတွေအတွက်နော်အဆင်ပြေမယ်ထင်တဲ့ကဏ္ဍလေးကိုဗျာ368ဆိုရင်3000ဖြစ်3ဖြစ်သွားရင်ဗျာအကုန်ပေါက်ပြီကျွန်တော်ပေးထားတဲ့သူတွေတကယ်ဗျာခွေထိုးတဲ့သူတွေပေါ့နော်ခွေထိုးသူတွေတကယ်ပေါက်ပြီနော်စိတ်မချလို့တော့မှကျွန်တော်ကိုပေးသေးတယ်မင်းနှစ်ဒီညနေနှစ်ပိုင်းနဲ့နော်ဆိုတော့ကျွန်တော်ကမကြိုက်ဘူးနှစ်ကိုမကြိုက်ဆိုလို့ကျွန်တော်မထည့်ပေးလိုက်ဘူးအဲ့တော့ကျွန်တော်368ခွေထိုးဆိုပြီးတော့ကျွန်တော်ထည့်ပေးလိုက်နော်ကျွန်တော်ပေးထားတဲ့ကဏ္ဍတွေ455 3663နော်အကုန်း959ပေါ့နော်မနာဆိုတော့ကြည့်အောင်မနာဆိုလည်းကြည့်အောင်ဗျာနော်မနက်ဆိုရင်ကြည့်အောင်ကျွန်တော်တနေကုန်စာပေးတာနော်4554 9669မဆိုင်4554နော်3663 9559မနက်ဆိုလဲနော်ယူသွားတာကနန်းကိုဗျာဟိုတလုံးတီတလုံးယူသွားတယ်အခုဒီညနေမှာကြာတော့လေကိုမကြိုက်တဲ့နော်မကြတော့ဘူးဟိုစားမဖြစ်တော့ဘူးဆိုတော့ဒီကနန်းသွားပြီးတော့နော်ထိတ်စီမှာသွားပြီးနော်ထိတ်မှာသွားပြီးတက်နေပြီးတော့28ဆိုထွက်သွားတယ်ဘလောက်မှတ်ရိုင်းထားတယ်ဗျာနော်ကျွန်တော်ဒီအဲ့ခွေထိုးတဲ့အထဲမှာအဲ့ခွေထိုးပေါ့နော်ဒါကိုစိတ်မချလို့ဆိုပြီးတော့ခွေထိုးလို့ဆိုပြီးတော့ကျွန်တော်368ကိုပေးထားတယ်အဲ့ဒါကိုခွေထိုးလို့ဆိုပြီးတော့ကျွန်တော်ကလည်းဗျာစုတောင်းနေတာ3လေးထိတ်လေးတာဖြစ်ပါသေး3ထိတ်တာဖြစ်ရင်တော့ဗျာကိုထိုးထားတဲ့ကိုမျိုးတွေအတွက်ပြီးဗျာနော်ခွေထိုးတဲ့သူတွေအတွက်ပေါ့နော်ပြီးပေါ့လုံးဝကျွန်တော်မကြတော့ဘူးထင်နေတာနှစ်ကိုပေါ့နော်ကြပြအောင်ကြသွားတယ်ကျွန်တော်ကိုကလည်းကျွန်တော်ကိုပေးလာတယ်ဟဲ့အောင်တဲ့4နှစ်အပိုင်ပေါ့မင်းနော်ဒီတလုံးနှစ်တလုံးကောင်းတယ်ပေါ့ဒီညနေအတွက်ဆိုတော့ကျွန်တော်ကမကြိုက်လို့လုံးဝခြံခဲ့လိုက်တယ်ကျွန်တော်မကြိုက်ဘူးဆိုပြီးခြံခဲ့လိုက်တယ်ကိုမကြိုက်တဲ့ဥစ္စာပဲနော်တွားပြီးတထွက်တယ်ဗျာ200ကြည့်ရင်မရိုင်းတာဗျာနော်ကဲကျွန်တော်တို့နော်နောက်နေ့အတွက်လည်းအများကြီးကြံသေးပါတယ်နော်အတင်းထားပါနော်ကျွန်တော်တေချာလေးရှာပြီးတော့တေချာလေးဝိုးစားဖြစ်ပြီးတော့မျိုးတွေပြန်ပြီးတော့ပြန်တိဆက်ပေးပါမယ်နော်မနက်ဆိုလဲဟလွယ်လေးတလွယ်တယ်ဗျာကြည့်ရင်နော်ညနေကဏ္ဍမှာဆိုရင်ကျွန်တော်ပေးထားရဆိုရင်9559ပေါက်တော့ပေါက်ကြပါတယ်5-6ရောက်တော့သူတို့မှသူတို့ဆက်ပြီးတော့ထိုးလိုက်တာပေါ့နော်95နော်ထွက်တော့96မနာနော်အခုဆိုရင်ကိုမကြိုက်ပါဘူးဆိုတဲ့နှစ်တလုံးကမကြတော့ပါဘူးဆိုတဲ့နှစ်တလုံးကနော်တက်ကြသွားပြီးတော့28တယ်တကယ်လို့လားနှစ်နေရာမှာ3ဖြစ်သွားခြင်း38ဆိုရင်ကျွန်တော်တို့ခွေထိုးတဲ့အမျိုးတွေအတွက်အဆွေးပေါက်သွားပြီဗျာတကယ်နော်စိတ်မကောင်းပါဘူးကျွန်တော်နောက်နေ့တစ်ခါပြန်ပြီးတော့ခြိတက်ရတော့ဗျာနော်လောဘမကြည့်ကြပါနဲ့လို့ဒီနေ့လေးကျွန်တော်ပြောချင်ပါတယ်နော်တကယ်ပါဗျာနော်ကျွန်တော်နောက်နေ့ကျရင်တေချာလေးရှာပြီးတော့တေချာလေးဟိုစားဖြစ်ပြီးတော့ကျွန်တော်ညီကောင်မများတော့တေချာလေးပေးပါမယ်အားကြောင့်ပြီးတော့ကိုကြိုက်တဲ့ခဏကိုမရတော့ကိုမကြိုက်တဲ့ခဏလည်းထည့်ပေးဖို့လိုလာပြီးတော့နော်တကယ်ဗျာကျွန်တော်လုံးဝမကြိုက်ဘူးနှစ်ကိုပေါ့နော်နှစ်ကိုလုံးဝမကြိုက်လို့ကျွန်တော်ပို့စာပို့လာခဲ့နှစ်တလုံးအပိုင်နဲ့4တလုံးအပိုင်ပေါ့ကြိုက်ရင်ဟိုစားဖြစ်တာပေါ့ကျွန်တော်ကလုံးဝမကြိုက်လို့ဆိုလုံးဝမထည့်ပေးနဲ့3ရက်8ရက်ကိုကျွန်တော်တော်တော်ကြိုက်တယ်အမှန်ကပြောရင်6ရက်တော့မတိကြဘူးနော်ဘာဖြစ်လို့ဆိုတော့မနက်ထွက်သွားတဲ့အတွက်ကျွန်တော်တော့ပြောသေးပါတယ်6ရက်မတိကြဘူးမနက်ထွက်သွားတဲ့အတွက်3နဲ့8နဲ့ကျွန်တော်ကြိုက်တယ်ပေါ့နော်ဆိုတော့ဒါပေမဲ့ကိုမကြိုက်တဲ့ကဏ္ဍနော်ကိုယ့်ရဲ့ကဏ္ဍနဲ့ပူးပြီးတော့ထွက်သွားတယ်ဗျာနော်မရိုင်းလိုက်တာမျိုးတွေဗျာနော်ဒီလောက်ပါပဲခင်ဗျာနောက်နေ့မှကျွန်တော်ပြန်ပြီးတော့တိုးတီဝနာရှင်များတို့ကျွန်တော်နေ့စဉ်ပုံမှန်လေးတင်ပေးသွားမှာပါခင်ဗျာ